channel တဲ့လေးနဲ့ပြလို့ကျမကတော့ဘုမတိကြမှာတော့ပါဘူးမှာဒီနေ့စကားစားပြီး blog ကတရားဒီနေ့ချိန်မရတီးသွားမယ်လို့ကြားဖြစ်ပါတယ်ရှင်ကျမဘာလို့လဲဆိုတော့ like ရှိပါကျမအခု start ထားတဲ့ beginning ကိုဘာပြမယ်နဲ့ပြောကျမတရေကြောင်ပြောပြမယ်ရှင်တို့ရှင်တို့ထားမှာရှင်တို့ပြမယ် okay လားဖန်ကောက်ရောက်နေတာဖန်ကောက်ရဲ့ကျမတော့အိမ်မှာပေါ့နော်ဖန်ကောက်ရဲ့ကျမအတော်အိမ်မှာကျမတဲနေတာပါဖန်ကောက်မျိုးတော့ရော်လို့မဟုတ်ဘူးဖန်ကောက်ကဒီတစ်ခုမှာနေတာပါရင်ပြောပါတယ်ဘန်ကောက်ရဲ့ဒီအိမ်ကတော့တသားရင်းနဲ့လုပ်ထားတာပါကျမနေရကြပြီဆိုတော့လေနည်းနည်းပို့ရတယ်ပေါ့နော်ညဝေးပေးမယ်တရေကလေးကိုနားထောင်ပါမလားရှင်တို့ကြောင့်ကျမသိပါတယ်ရှင်တို့ကတရေကနားထောင်ချင်နေပြီဆိုကျမတည်တဲ့အမလေးပြောပြမယ်စကားလေးကျမတို့ရဲ့တရေကချောင်းလေးဆက်တက်လိုက်ရကျမတို့ရွာမှာနေရွယ်အဲ့မှာကျမမူချိုတော့ကလည်းမသိဘူးကျိုးရရွာမှာရွာဦးလေးရွာမှာနေရဘာမလို့ပြောပါရှင့်မနေရမလို့မင်းနေရဖို့ရှိကျမမူချိုဆာမဆက်တဲ့အညာပါမတင်ညာမပြတော့ညောင်မဲအောက်ကပြန်ရလို့ညာမဲအောက်ကပြန်ရရှင်အောက်ကပြန်နေမှတော့မတရေတွေရှိကွယ်တော့တင်းညောင်ထားလားတော့မတရေရှိအတရေမဖြစ်အညာမဖြစ်တော့အညာမဖြစ်တော့အသက်ဆုံးရှုံးတဲ့သူတွေပဲဆိုကျရှင်တော့နှစ်ပန်းကြတော့ဘာမှဖြစ်ဘူးနော်အပန်းကြတော့တိတ်စင်ပြေးဆို9နိုင်ကျော်နဲ့6တာလေ9နိုင်လဲကျော်ပြီးတော့လေ6တာတစ်ခုလုံးကလေချုပ်ချီးပါပါကျိုးဆောင်လာတာမှာတီးတဲ့ဒီနေ့မှပြစပြောင်းလာတယ်မှာပြီးတော့အညာမတေးပါဘယ်ဘာမှပြောကိုယ်တမီကိုယ်စပိန်လိုက်မယ်ပေါ့နော်မင်းတမီဟိုဘက်ရောက်တော့ပဲအိမ်ပို့ပေးဆိုအမဟိုချန်နေခရိုင်လာဟုတ်ကဲ့အိမ်လည်းတရေရတော့အလိုခုံထူအဲ့လိုငုတ်ကြတော့ကျမတို့လေဖြီးလို့လည်းမရတော့ဆိုစပိန်ပေါ်တက်ပြီးကျမစပိန်နေတက်တယ်လေဒါပေမဲ့မမီတမီ